confidential ဆိုတဲ့စကားလုံးလေးကိုအားလုံးဒီပါရေးကြမယ်ထင်ပါတယ်ဒါဒီဗီဒီယိုလေးကတော့ကျွန်မအနေနဲ့အပြုသဘောဆောင်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မင်္ဂလာပါကျွန်မရဲ့ user ချက်ကိုပြောပြမယ် page မှာကြိုဆိုပါတယ် okay အဲ့တော့ confidential ဆိုတာနဲ့ကျွန်မတို့ရဲ့ခုလက်ရှိလုပ်နေတဲ့ company တွေဒါလှုပ်ဝက်တွေလို့စာရေးစာနယ်တွေကိုဒါကျွန်မတို့နေသိသိရမယ်ဒီ company တွေနဲ့သတင်းတွေကိုအပြည့်အဝမပေါက်ကြအောင်ကျွန်မတို့နေထိမ့်သိမ်းဆောင်ရှောက်ရမယ်ဆိုပြီးတော့တစ်ခါလေးကြာရင် confidential အဲ့ဒါ confidential တော့ confidential တော့ဆိုပြီးတော့သူတို့ပြောကြပါတယ်ပြောကြတဲ့အခါမှာဘာဖြစ်လဲဆိုတော့ကျွန်မအနေနဲ့အဆင်မပြေတာလေးတစ်ခုရှိတယ်ပေါ့နော်ဘလို့အဆင်မပြေတာလဲဆိုတော့ confidential လို့ပြောလိုက်တာ ਨੇ ကိုလုံးနေတဲ့ company အဖွဲ့အစည်းတစ်ခုရဲ့ဒီညှို့ဝှက်တွေကိုကိုယ်တိုင်ကထိမ့်သိမ်းရတယ်အနေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ confidential ကိုယ့်ရဲ့အချက်လက်တွေကိုလည်း company ကထိမ့်သိမ်းရမယ့်တာဝန်လည်းရှိပါတယ်ဒါကျွန်မအနေနဲ့ဒီအသက်36နှစ်ပေါ့နော်36နှစ်မှာကျွန်မအနေနဲ့အလုပ်လုပ်ခဲ့တဲ့ company တွေများစွာရှိပါတယ်အဲ company များစွာတွေကမှကျွန်မဒီအင်ရဲ့စီးပွားရေး business ကိုဖယ်လိုက်တဲ့လုပ်ငန်းမရှိတာလုပ်ငန်းအပြင်ပေါ့နော်အခြားသော company တွေအများကြီးမှာအားလုံးပေါင်း9ခုလောက်လုပ်ခဲ့ပါတယ်အဲ9ခုမှာတကယ် confidential ကြတကယ်ပေါ့နော်စီစနစ်ကြဒီဟာကိုaction ယူနိုင်တဲ့ company ကကျွန်မအနေနဲ့မြင်ခဲ့ရမယ်ဆိုလို့ရှိရင်တစ်ခုပဲရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီထိန်းသိမ်းရမယ့် company ရဲ့အချက်အလက်တွေကိုပြောပြတာမဟုတ်ပါဘူးเนาะ။ကျွန်မတို့ရဲ့အဓိကအဖြစ်တော့ကျွန်မအနေနဲ့ပြောချင်တာကတော့ salary ပေါ့နော် salary ကိုလစာအနေနဲ့ salary ကိုကျွန်မတို့ကိုတဦးနဲ့တဦးဝေမျှခြင်းမပြုရဘူးဘယ်လိုပြောပြခြင်းမလုပ်ရဘူးဆိုပြီးတော့ confidential ပါကျွန်မတို့ကလစာတွေကို confidential ပါဆိုပြီးတော့အကုန်လုံးကတော့ဒါစကားအနေနဲ့တော့အကုန်လုံးမပြောချတာပဲပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး confidential ပြောထားတဲ့အကြောင်းအရာတွေကိုဝန်ထမ်းကတဦးတစ်ယောက်ကဖြစ်စေအသင်းအဖွဲ့တွေနဲ့ဖြစ်စေပေါ့နော်sharing လုပ်တာတို့ဒါမှမဟုတ်လဲတွန်းနေသူစုံစမ်းရင်းနဲ့တည်တာတို့ဘာလို့ညာလို့ဖြစ်တဲ့ခါကြရင်တကယ်အဲ့ဒီဝန်ထမ်းကိုစုပေးထားပေးစနစ်ပေါ့နော်ဒဏ်ပေးတဲ့ပုံစံမျိုးလုပ်နိုင်တဲ့ပုံစံကတော့ကျွန်မတို့တခုပဲရှိခဲ့ပါတယ်အဲ့တော့အဲ့ဒီတစ်ခုမှာဘယ်လိုရှိခဲ့လဲဆိုတော့သူ့ရဲ့ကောင်းချိုးပေါ့နော်သူက company ရဲ့ဘယ်လိုပြောမလဲdocuments တွေကိုတင်ရတာမဟုတ်ဘဲနဲ့ပေါ့နော်ဒီဝန်ထမ်းတဦးရဲ့သူ့ရဲ့အကျင့်စာရိုက်တာတွေဘယ်လိုပြောမလဲပေါင်းသစ်ဆက်ဆံရေးတွေ communication တွေအဲ့ပုံမှာမူတည်ပြီးတော့တကယ် effective ကြပေါ့နော်ဒီလူကတော့အရေးချင်းရှိပါတယ်ဒီလူကတော့တည်တည်ချာချာလုပ်နိုင်ပါတယ်ဆိုပြီးတော့ support and business တွေနဲ့တည်တည်ချာချာလုပ်နိုင်တဲ့ company တစ်ခုပဲရှိတယ်ပေါ့နော်ဒါပေမဲ့လည်းအခြားသောဖွဲ့စည်းတွေကတော့စကားအနေနဲ့မရှိတာတော့မဟုတ်ဘူးပဲနဲ့တကယ်တမ်းပေါ့နော် effective ရှိနေသူတို့လုပ်နိုင်တဲ့ဥစ္စာကတော့နေပါသေးပါတယ်အဲ့တော့လစာကိုဘာဖြစ်လို့ confidential ထားတင်တာလဲဆိုတော့သူတို့ကတယောက်နဲ့တယောက်လစာပေးတဲ့ rate ချင်းမတူကြဘူးပေါ့နော်ဥပမာဆိုလို့ရှိရင်position တစ်ခုနဲ့တစ်ခုတူလိုက်မယ်ပေါ့နော်တူပေမဲ့လည်းတခြား position ကတော့ဒီလစာရတယ်ဒီလို position ကတော့သူ့ခက်မြင့်တဲ့လစာလည်းရချင်ရမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်လာတဲ့အခါကျရင်တဝန်းနဲ့တဝန်း sharing လုပ်လိုက်တဲ့အခါကျရင်ဘယ်သူမှမဆိုဘာဖြစ်သွားနိုင်လဲဆိုတော့feeling ရသွားနိုင်တယ်ပေါ့နော်သူလည်းငါလိုမျိုးခြေကြီးအလုံးလောက်ရတာပဲငါလည်းအဲ့လိုမျိုးခြေကြီးလုံးရတာပဲဘာဖြစ်လို့ तू ကပုံရတာလဲဆိုတော့ပုံစံမျိုးတွေ feeling တွေရှိတာပေါ့နော်အဲ့တော့ကျမအနေနဲ့ confidential ဆိုတဲ့စကားလုံးလေးကိုတိတိချာချာလေးပေါ့နော်ကုမ္ပဏီရဲ့စီမင်းစည်းကမ်းတွေကိုအချက်လက်တွေကိုထိမ့်သိမ်းရတဲ့အပြင်ကိုဝန်ထမ်းတွေရဲ့အချက်လက်တွေကိုလည်းထိမ့်သိမ်းစေခြင်းရဲ့ပုံစံမျိုးနဲ့ကျွန်မအပြုသဘောဆောင်ပြီးတော့ပြောပြလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်